အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကောက်ပွဲပြီးအစိုးရတစ်ကိုတာဝန်လွှဲမည်ဟုစစ်ကောင်ဆောင်ဆိုတဲ့ဆွေးသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကော်မရှင်ကကျင်းပသည့်ရွှေကောက်ပွဲတွင်အနိုင်ရသည့်ပါတီကိုအစိုးရတာဝန်များလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ယနေ့ဇန်နဝါရီ1ရက်ကြာရောက်သည့်နှစ်တစ်ကူနှုတ်ခွန်းဆက်စကားတွင်စစ်ကောင်ဆောင်ကရွှေကောက်ပွဲအပြီးထွက်ပေါ်လာမယ့်အစိုးရကိုနိုင်ငံတာဝန်တွေလွှဲပြောင်းပေးအပ်ပြီးဒုတိယစာမျက်နှာကိုအကောင်းဆုံးဖြစ်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ28ရက်နေ့ကမြို့နယ်102မြို့နယ်တွင်ရွှေကောက်ပွဲအပိုင်း1စတင်ကျင်းပခဲ့ရာလက်ရှိအချိန်ထိမြို့နယ်83ခု၏ရလဒ်များထွက်ပေါ်နေပါတယ်။ထိုထဲတွင်စစ်တပ်ကြောထောက်နောက်ခံပြုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကနေရာ68ခုတွင်အနိုင်ရရှိထားကြောင်းသိရပါတယ်။လက်ရှိတွင်ယာယီသမ္မတရာထူးကိုပါရယူထားသည့်စစ်ကောင်ဆောင်မင်းအောင်လှိုင်က၎င်းကိုယ်တိုင်သမ္မတလုံမလုံနှင့်ပတ်သက်၍လွှတ်တော်အတွင်းသမ္မတရွေးချယ်ရေးကာလရောက်မှသာပြောရန်တင့်တော်မည်ဟုရွေးကောက်ပွဲနေ့ကဆိုခဲ့ပြီးယနေ့တွင်မူအစိုးရတစ်ကိုတာဝန်လွှဲအပ်မည်ဟုထပ်မံပြောဆိုလာခြင်းဖြစ်ပါတယ်။ထို့ပြင်ငြိမ်းချမ်းရေးဆွေးနွေးမှုများ၌2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်အချက်43ချက်ကိုသဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းရင်းချက်များကိုထွက်ပေါ်လာမည့်လွှတ်တော်တွင်ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းစစ်ကောင်ဆောင်ကဆိုပါတယ်။သို့သောမြည်သည့်အဖွဲ့အစည်းများနှင့်သဘောတူညီချက်ရယူခဲ့သည့်ကိုမူရှင်းလင်းစွာပြောဆိုခြင်းမရှိပေစစ်ကောင်ဆောင်က2025ခုနှစ်တွင်နိုင်ငံခြားယင်းနှိမ့်ညွှန်မှုများတိုးတက်လာကြောင်းနှင့်နိုင်ငံရေးအပြောင်းအလဲကောင်းများရှိခဲ့ကြောင်းပြောဆိုခဲ့တော်လဲလက်တွေ့တွင်မူပြည်သူများမှကုန်စည်နှုန်းကြီးမြင့်မှုလျှက်စစ်မီပြတ်တောက်မှုအလုံးလက်မဲ့ပြဿနာနှင့်လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကိုဆိုးရွားစွာကြုံတွေ့နေရကြောင်းစောင့်ကြည့်သူများကထောက်ပြကြပါသည်။စေအုပ်စုက၎င်းတို့ရည်မှန်းချက်အတိုင်းရွှေကောက်ပွဲကိုအကောင့်ထဲဖော်နေခြင်းဖြစ်ပြီးရရှိနေသည့်ရွှေကောက်ပွဲအပိုင်းနှင့်သုံးတို့တွင်လည်းပြည်သူများပူးပေါင်းပါဝင်မဲပေးကြရန်တိုက်တွန်းပြောဆိုထားပါသည်။ဆက်လက်ပြီးပြည်သူတို့ပို၍ခါးစီခံရတော့မည်တယံစာတကျိန်စာစေအုပ်စုသည်၎င်းတို့၏ပထမအဆင့်ရွေးကောက်ပွဲအားမဲပေးနိုင်ခွင့်ရှိသူ52ရာခိုင်နှုန်းလာရောက်မဲပေးခဲ့သည်ဟုပြောဆိုလာပါတယ်။၎င်းတို့အဖို့ကရွေးကောက်ပွဲကိုအဆင့်လိုက်လုပ်နေခြင်းလုံခြုံရေးအရာစီမံပေးထားခြင်းနိုင်ငံရေးပါတီများပါဝင်ရှင်ပြိုင်စေခြင်းများဖြင့်ဒီမိုကရေစီအတွက်ခြေလှမ်းများဖြစ်ပါတယ်။မင်းမပေးသူများသည်ဒီမိုကရေစီကိုနားမလည်ကြသူများဟုမင်းအောင်လှိုင်ကကိုယ်တိုင်ပင်ပြောခဲ့ပါတယ်။သို့သောဒီမိုကရေစီအဓိကမှတ်ကြောက်ဖြစ်သည့်နိုင်ငံရေးလွတ်လပ်ခွင့်ဆိုသည်ကပျောက်ကွယ်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲတွင်ပြက်ပြက်သားသားအနိုင်ရခဲ့သည့်ပါတီကြီး၏ခေါင်းဆောင်များကိုအကျဉ်းချထားခဲ့ပါတယ်။ရွေးကောက်ပွဲကိုဝေဖန်ပြောဆိုခြင်းကိုရာဇဝတ်မှုမြောက်သည့်ဆိုကဥပဒေထုတ်ပြန်လာပြီးလူနေရာကျော်ကိုဖမ်းဆီးပြခဲ့ပါတယ်။ထိုလုပ်ရများသည့်ပြည်သူကိုစားပြုမှုကိုဖော်ဆောင်ပေးသည့်ဒီမိုကရေစီရန်နေရာတစ်ခုဖြစ်မလာပေကြိုတင်စီမံထားသည့်ရလဒ်တစ်ခုပေါ်ထွက်လာအောင်သာဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ India Statement သတင်းစာကြီးကောင်ချိန်ချောက်မှုအောက်တွင်မဲပေးရခြင်းသည်ရွေးချယ်မှုတစ်ခုမဟုတ်ဘဲလိုင်းနာဆောင်ရွက်ရခြင်းသာဖြစ်သည်အချို့သောနိုင်ငံသားများကမဲပေးရန်တန်းစီနေကြခြင်းသည်ရွေးကောက်ပွဲ၏တရားဝင်မှုကိုတတ်သိပြနေခြင်းမဟုတ်ဘဲအခြေအနေအရရှုပ်ထွေးမှုကိုသာဖော်ပြနေခြင်းဖြစ်ပါတယ်။နေ့ရှည်လာများဖြစ်ပွားနေသောပရိပက္ခများစီးပွားရေးပြိုလဲမှုနှင့်ကုန်စည်နှုန်းကြီးမြင့်မှုတို့ကတာမန်ပြည်သူများအဖို့အသေးအတန်ရုန်းကန်လာခဲ့ရသည်လူအများစုအတွက်မဲရပြထည့်ခြင်းသည်ပုံမှန်ဘဝတစ်ခုကိုပြန်လည်ပိုင်ဆိုင်လိုသည့်တင်းငယ်သောအားထုတ်မှုတစ်ခုသို့မဟုတ်ကုန်စည်နှုန်းများကျဆင်းသွားမလားဆိုသည့်နေ့စဉ်ဘဝတိုးတက်လာမလားဟုသောမရေရာလှသည့်မျှော်လင့်ချက်တစ်ခုကိုစုပ်ခိုင်းလာကြခြင်းမျိုးသာဖြစ်သည်။ဤဒီကိုနားလည်ပြီး၍ရနိုင်ပါသည်။သို့သောထိုအချက်များသည်စေအုပ်စုမှ၎င်းတို့အားဆန့်ကျင်လာနိုင်သည့်များကိုဖယ်ထုတ်၍ရည်ရွယ်ချက်ရှိရှိပုံဖော်ထားသည့်လုပ်ငန်းစဉ်တစ်ခုကိုကပြန်လည်ပြုပြင်ပေးနိုင်မည်မဟုတ်ပေဟုရေးသားထားပါသည်။ထို့သောအနေအထားတွင်၎င်းတို့အလို့ကျပါတီကြီးသာ90ရာခိုင်နှုန်းကျော်အနိုင်ရရှိသွားသည့်ရွေးကောက်ပွဲမျိုးကိုလွတ်လပ်၍တရားမျှတပါသည်ဟုထင်မြင်ချက်ပေးလာမည်ဆိုကယူသွချင်းတသက်သာဖြစ်သည်။သတင်းစာကဆက်လက်ရေးသားရတွင်လူထုလိုလားသောနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏လူထုထောက်ခံမှုရရှိထားသည့်နိုင်ငံရေးအင်အားစုကိုဘေးဖယ်ထားပြီးနိုင်ငံလူဦးရေ၏ထက်ဝက်ခန့်ကိုလည်းလက်လူရှုထားသောရွေးကောက်ပွဲသည်အုပ်ချုပ်ရေးရန်နေရာတစ်ခုကိုဖော်ဆောင်ပေးနိုင်လိမ့်မည်ဖြစ်တော်လေလူထုကလက်ခံအတိအမှတ်ပြုသည့်အုပ်ချုပ်ပိုင်ခွင့်ကိုတော့ရရှိလိမ့်မည်မဟုတ်။အီမေးပေးပွဲသည်အနာဂတ်ကိုရွေးချယ်ခြင်းထက်လက်ရှိအခြေအနေကိုအသေးဆုပ်ကိုင်ထားနိုင်ဖို့သာဖြစ်ပေလိမ့်မည်။ပြည်စုံဆွေးနွေးမှုများအပြည့်ခက်ရက်စဲမှုများနှင့်နိုင်ငံရေးလွတ်လပ်ခွင့်များဖြစ်လျက်ရှိအောင်မဆောင်ရွက်နိုင်ပါကမြန်မာရွေးကောက်ပွဲသည်စေအုပ်ချုပ်ရေးကိုပုံမှန်အခြေအနေတရက်အဖြစ်အသွင်ကူးပြောင်းလဲရန်ကြိုးပမ်းသည့်နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်သွားနိုင်သည့်အန္တရာယ်ရှိနေသည်ဟုဆိုပါတယ်။ရွေးကောက်ပွဲဖြင့်နိုင်ငံ၏ဆိုးရွားနေသောစီးပွားရေးအခြေအနေများကိုဖုံးကွယ်ထားနိုင်မည်မဟုတ်ဟုဟောင်ကောင်ထုတ် South China Morning Post သတင်းစာကသုံးသပ်ထားပါတယ်။စေအုပ်စုသည်ငွေအမြန်ပေါ်သည့်ရှားပါးမြေသားတပ်ထုများနှင့်အွန်လိုင်းငွေလိမ်လုပ်ငန်းများမှလိုအပ်သည့်များရယူနေပြီးအာရှတွင်ငွေဖောင်းပွားမှုအမြင့်ဆုံးဖြစ်လာနေပြီးဓာတ်အားပြတ်တောက်မှုများနှင့်ရင်ဆိုင်နေရပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်ကယခုနှစ်တွင်တိုးတက်မှုနှုန်းသည်3%အနှုတ်လက္ခဏာပြနိုင်သည်ဟုခန့်မှန်းထားပါတယ်။ဩစတြေးလျရှိကတိန်တက္ကသိုလ်မှနိုင်ငံတကာစီးပွားရေးလုပ်ငန်းဌာန၏တွဲဘက်ပေါမောက်ခဒေါ်ထွေထွေသိန်းကယင်းသည်စီးပွားရေးလောကတွင်ပုံမှန်ဖြစ်လေရှိသောအကြဘတ်သို့ဦးတည်ခြင်းမျိုးမဟုတ်ပေအခြေခံကစပြီးတစားစီပြိုကွဲခြင်းမျိုးဖြစ်သည်ဟုဆိုပါတယ်။လုံခြုံမှုကင်းမဲ့ပြီးစီးပွားရေးကျစ်တိမ်မှုများကြောင့်လောက်ကိုင်နိုင်စွမ်းရှိသည့်လူသားတို့မှပြည်ပသို့ထွက်ခွာသွားကြပြီဖြစ်ပါတယ်။ဗဏ္ဍာရေးစနစ်သည်လည်းယုံကြည်စိတ်ချရမှုကင်းမဲ့နေပြီးတရားဝင်စီးပွားရေးကဏ္ဍ၏နေရာတွင်ရာဇဝတ်ကိုင်းများကအစားထိုးဝင်ရောက်လာနေကြသည်ဟုလည်းပြောခဲ့ပါတယ်။မလအတွင်းလှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးသည်နိုင်ငံတော်ဝန်ရှိအိမ်နောက်စုပေါင်း16%နှင့်ငလင်ကျော်နှင့်ကပ်နေသောအိမ်နောက်စု60%ကိုထိခိုက်သွားသဖြင့်အခြေအနေများပို၍ဆိုးလာခဲ့သည်ဟုကမ္ဘာ့ဘဏ်၏လေးလတစ်ကြိမ်အစည်းအဝေးခန်းစာတွင်ပါရှိလာပါတယ်။လျှက်စစ်မီပြတ်တောက်မှုများသည့်အရာရာကိုရှေ့ဆက်မတိုးနိုင်အောင်ဖြစ်လာသည့်အဓိကကျသောအဟန့်အတားအဖြစ်ဆက်လက်တည်ရှိနေသည်ဟုဖော်ပြထားပါတယ်။ထို့ပြင်ပြည်တွင်းပွဲလိုအားကျဆင်းခြင်းကြောင့်အယောင်ဝယ်နှင့်အမျက်စွန်းများလျှော့နေလာကစီးပွားရေးလုပ်ငန်းလက်ပတ်မှုများကိုပုံမထိခိုက်စေခဲ့သည်ဟုလည်းပါရှိပါတယ်။ဤအချက်များပေါင်းဆက်လာသည့်အကျိုးသက်ရောက်မှုကြောင့်ဈေးကွက်အတွင်းကမောက်ကမဖြစ်ပေါ်ခြင်းအခြေခံကုန်စည်များပြက်လက်ခြင်းနှင့်တည်ယူပို့ဆောင်ရေးစရိတ်များမြင့်မားလာခြင်းတို့ဖြစ်ပေါ်စေခဲ့ပါတယ်။ကုန်စည်နှုန်းဖောင်းပွားမှုသည်လွန်ခဲ့သော2နှစ်အတွင်း30%ခန့်အထိအမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး20%ဝန်းကျင်တွင်ဆက်လက်တည်ရှိမည်ဟုခန့်မှန်းရပါတယ်။အဓိကနေဆက်ကုန်သွယ်ရေးခိများမှလည်းဒေါ်လာရေးအင်အားစုများလက်ထဲသို့ကျရောက်နေသဖြင့်အရေးကြီးသောစေဝါများနှင့်ဈေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများတင်သွင်းရာတွင်ကုန်ကျစရိတ်များမှပုံမှန်မြင့်မားလျက်ရှိပါတယ်။ International Crisis Group ၏မြန်မာနိုင်ငံဆိုင်ရာအကြီးတန်းအကြံပေး Richard Horsey ကလူအများအပြားအထူးသဖြင့်လူငယ်ထုအတွက်အာဏာသိမ်းမှုသည်၎င်းတို့အတွက်ပုံမကောင်းမွန်လာနိုင်သည့်အနာဂတ်မျှော်လင့်ချက်များကိုရိုက်ချိုးလိုက်ခြင်းဖြစ်ပြီးနိုင်ငံကိုအမှောင်မိုက်ဆုံးစစ်အုပ်ချုပ်ရေးကာလတွေစီကိုပြန်၍ဆွဲခေါ်သွားခြင်းခံလိုက်ရခြင်းဖြစ်သည်ဟုပြောကြားခဲ့ပါတယ်။၎င်းကဆက်လက်၍ပြည်သူများအတွက်ရွေးချယ်စရာလမ်းသုံးခုသာရှိတော့သည်။ယင်းသည်နိုင်ငံမှထွက်ခွာသွားဖို့ပြည်ပရောက်ဆွေမျိုးများစီကပေးပို့သည့်ငွေအပေါ်မိခိုရှန်တန်ဖို့ထို့သောမဟုတ်ကလည်းတရားမဝင်လုပ်ငန်းများသို့မဟုတ်ရာဇဝတ်မှုမြောက်တဲ့စီးပွားရေးကဏ္ဍတွေထဲမှာအနိုင်နိုင်ရုန်းကန်ရှင်သန်ကြဖို့ပဲဖြစ်သည်ဟုထောက်ပြသွားခဲ့ပါတယ်။ယခုအခါတရုတ်၏ပြောင်းကြကြဝင်ရောက်ထိန်းချုပ်လာမှုကြောင့်ပုံမဆိုးရွားလာစေမည့်တယံဇာတကျိန်စာအတွင်းသို့သက်စင်ကြရောက်လာတော့မည်ဆိုသည့်စိုးရိမ်ပူပန်မှုများပို၍မြင့်တက်လာနေပါတယ်။တယံဇာတကျိန်စာဆိုသည့်ကပြည်သူအများလူနေမှုဘဝတိုးတက်မြင့်မားရေးအတွက်အထောက်အကူမပြုပေပရိပခများအကျင့်ပြတ်ခြစားမှုများနှင့်ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများကိုသာပုံမဆိုးရွားဖြစ်ပေါ်စေမည်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒေါက်တာထွေထွေသိန်းကစစ်ကော်မရှင်ဤစီးပွားရေးပုံစံသည့်အကြံဖတ်မှုတယံဇာတများကိုအစဉ်ချင်းမဲ့ထုတ်ယူသုံးစွဲမှုနှင့်ရာဇဝတ်မှုများသည့်လုပ်ငန်းများကတဆင့်ဒဏဥစ္စာများကိုစွန့်ယူနေခြင်းမျိုးသာဖြစ်ပြီးတစ်ဖက်တွင်တော့တာမန်အယက်သားပြည်သူများသည့်ကုန်စည်နှုန်းအဆမတန်ကြီးမြင့်မှုအလုလက်မဲ့ဖြစ်မှုစားနပ်ရိက္ခာမလုံလောက်မှုနှင့်နေရစွန့်ခွာထွက်ပြေးရမှုတွေကိုခါးစည်းခံနေကြရသည်ဟုပြောကြားခဲ့ပါတယ်။သူမကဆက်လက်ပြီးအချုပ်အဖြစ်တာမန်ပြည်သူအတွက်စီးပွားရေးအရာအကောင့်မြင့်စရာမျှော်လင့်ချက်ဆိုတာလုံးဝကိုမရှိတော့သည့်အခြေအနေမျိုးဖြစ်နေသည်ဟုဆိုပါတယ်။ပြည်သူအဖြစ်တရားတော်စစ်မှုတ်ချအောင်ရမည်။